ပုံတွေတီးခါခွေခယူလေးပန်းမီတက်ခယူလေးသွားနေတာကခနဲ့နေဖေးစားကြစို့လေကငယ်ကနတ်တင်မဲ့တင်းနှစ်သုံးလေးရေတွက်မဲ့ခယူဆိုင်ပါခွဲငါကလေးအရွယ်ငယ်လေးငလက်မအရွယ်ငယ်ငီမိုင်မနေနဲ့ကွယ်စာလုံးပို့စာလုံးခါကိုကုန်းလို့စပါးဆိုင်တုံးထွက်တိုးမှာမို့ပြုတ်စာလေးကြောင်းတက်ချိန်မှာပျော်ရွှင်လာဆေးရမကိုနှုတ်ဆက်ကြစာခွဲလေးဇလက်ဖြူဖွေးဇလက်ဖြူကမွေးကျူမလေးပန်ဖို့ယူညာလာပြညာဟိုရွှေလာကဝင်းပပလာရောက်အောင်မပျော်ရွှင်လို့တို့တွေကစားကြစို့တာဝင်းဘူးဝမ်းပိုင်ကလေးကဘူးတာဝင်းဘူးလေးလာရဲ့တက်အားပျော်တယ်လေထားစင်သူတို့တွေတမင်းကူထူကြပြင်စင်ကွယ်တို့တွေဝိုင်းစားမယ်ဒါတွေလေးကနေမလေးဟိုဒီပြေတောက်ချိုက်ဝစ်စလီနဲ့တောက်ချိုက်နှစ်ချိုက်စရာတလေးမြတို့များအလေးထားနာငယ်ကိုအဆွမ်းရှိလာတယ်နကငယ်နဲ့နှစ်ပန်းလုံးဘယ်တော့မှသူမရှုံးပါဆောင်လေးပလွေတန်ချိုပေးဘဝလေးနဲ့ရွှေမင်းသမီးပထမရလို့ရှုမညီဖာအုတ်ထုံနေဘူးဆောင်နဲ့ဖာအုတ်ထုံကလေးဆောင်တဲ့ကွယ်ဖရဲဒီစိတ်သွားဝင်မယ်ပါတချိုက်ဘယ်ဘူးသူတအလုံးကြိုက်နှစ်ချိုက်စရာမသားချလာစာအုပ်မှာရေးစုလားဘာကုန်းပို့ခါကခက်ကုန်းကိုတန်ဆွမ်းပါလို့ကြမ်းပါတော့မလေးမရွေးမုံကိုစားမယ်လေမကုန်းတာလေးချန်လို့ထားမနဲ့ပြန်ထွက်လာရပလလေးကာကြီးမြောင်ပြန်ရေးချေရမီယုံပြုံကလေးဟန်ပန်းလို့ရကောက်ကိုရကောက်ရထားစီလိုခရီးရောက်ဝဲကြီးရောက်ကပြောစရာရဟစီကြမှာရနက်ပြတဲ့ရေမွေးလေးဝဲသွားကြစို့လေလာဖို့ရွှေလာမိုးပေါ်သားတဲ့လားအမောင်ညကိုလာရောက်ခွင်လေပန်းကြီးလိုခွေလာမယ်ဝါလုံးဖို့ဝါလုံးချီးစရာလေးဖို့ဝါလုံးချိုပြုံးလေးဝါလုံးရဲ့ဝိုင်းကလေးရေးပါတယ်သားကလေးချစ်စရာသားကလေးတရတခွာချိုအေးသစင်ပန်းကကျူမွေးအဲ့ဒါသားကလေးဟာကလေးသားမီတန်ချိုလေးဟာကလေးရေတံပေးမေနဝင်းအေးအမေတို့တိုင်းပြေအမြဲချစ်ခင်ပေအမေရဲ့သားမြတ်ပြီဘွားအများအတွက်တို့ကြိုးစား